Yoga Bagodi Hibia Bamiyan Kalan Garondo Didogarani Kerangado Loga Hidaya Nato Namo Mahagarunika Dada Yona To Winiya Myazwa Dadawa I Chanda Sipa Lula Donda Gombong Khadapi Nata Minya Jinshanom Yapayadi Kabagodi Hibi Grigava Yedra Denchado Nole Abe Miya Yedra Dainda Pobya Jinga Maswan Naimado Kalanli Adinchi Dainigava Sijado Ganabalo Loga Hidaya Dada Loga I Josiva Anuga Adidogarani Osa the Chile Inga Mida Jima the Midan in the Tazani Sonyi Hu Jadita Wanga Asu Lunkay no Murogo Grondo Piachi and Yidan Joko Atodo Muyadi Chile Kiran Lechimia Lo at the Song Lay Nalo Sewan Goro Ipemaniendo Kadobawa Dana Jaipamya Swa Yodo Gaya Shalivi Mahagarudi Gada Dawamya Yeweta Gedu Tana Chiki Mahagaruna Shem Shidomudo Dada Dada Vidiyamya Swa Tadwa I Chanda Sipa Lola Donda Gombong Khadapi Nata Minya Tushino Yapaya Namo Yuti Pyong Byok Mangulio Kero Yu Ju Shikojindi Atuba Wedu Sense Madri Shipa Zidadi Shimpianji Nico Lokama Luriha Tanayama Shimpian Nijana Rejibe Kolo Dona do Shimpianare the point Shimpianare the Yonet the Yoa Shimpianare Yakwe the Kune Yakwe the Ku Shimpian Nijare the Munet the Mute Shimpianyare, Tanangan Tanangan Shimpian nature. Eri Shimpian Ruha, Peroma, Nikon Chomales, Eri Nikon Motivo. Then they are a silly didn't Yakalabalo, Shimpian Muria, Shindi Jam. Sipoy in a better day Shimpian Mu. Lubu in a better day Shimpian Mu. Nanga Yene Padade Shinjai Mu Pinya Yene Padade Shinjai Mu Nogama Shinjai Muri Madama Kisare Direme Dioma solution Tinsazongaro Agasada Maria Shinjai Muga Duran Dija no Luria Nisan Amyata Una to Jaini Jare Sura Madama Tinsha The Chamachina go me that's who they might do Jaini. In any general China, to a casino, a casino, to a titan, Majusa Jaula. Eri Shenjamuri, the Roma, Santa Malay. And the other money by solution, Shenjamuri, Nikos or Shadow. Logaji Shinjai Munet Toanira Shinjai Musura Kaunari Shigalo, Makaunari will let Chipo sit Tata. Tudo, what you do that way? A council Shinjai Mu, which and Naimadane Shinjai Muye, Nikon Sura Yaumachiba. Again, Shinjai Muria, my name Mayune Shinjai Muri, Sunday Shinjai Jame solution, Bapsile solution. Nasabia did the Nara Kuma Motara Shire, Sayang Wiram Patawati,
ဒုက္ခံတေတိပရာဇိတောတဲ့ဆယံဆိုတာအနိုင်ရတဲ့လူကလည်းဝေရံပတဝတိယံပွားတဲ့နိုင်လူယံများနိုင်သွားတယ်ဆိုလို့ရှိရင်ငါနိုင်ရတယ်ဆိုအေးတာမဟုတ်ဘူးရှုံးတဲ့လူကကျင့်တတ်ပါမလားဘယ်ဟာပဲဖြစ်ဖြစ်ရှင်ပြိုင်မှုလာလို့ရှိရင်ရှုံးတဲ့လူကမကျင့်တတ်ဘူးမကျင့်တတ်တဲ့အခါကျတော့မြတ်စွာဘုရားကဟောတယ်ဆယံဝေရံပတဝတိဆယံအောင်နိုင်တဲ့ပုဂ္ဂိုလ်ဟာဝေရံပတဝတိယံညို့ကိုရယံသူတွေပေါ်လာတယ်ဒီရှင်ပြိုင်မှုဟာမကောင်းတဲ့ဘက်ကရှင်ပြိုင်မှုပါအလွန်အန္တရာယ်များတယ်ဟောဒီထဲမှာရှင်ပြိုင်မှုမှာစိတ်ကောင်းမရှိဘူးဆိုလို့ရှိရင်ပိုပြီးတော့ဆိုးတယ်ဘုန်းကြီးတို့လွန်ခဲ့တဲ့10နှစ်လောက်ကဒီရှင်ပြိုင်မှုနဲ့ပတ်သက်တဲ့အဖြစ်အပျက်ကလေးတစ်ခုကြားဖို့တယ်ဟောအမေရိကန်နိုင်ငံမှာအမျိုးသမီးချန်ပီယံစကိတ်စီးတဲ့အမျိုးသမီးချန်ပီယံစနိုးတွေကြနေတဲ့အဲမှာစကိတ်စီးတဲ့ပြိုင်တော့အဲ့ဒီအမျိုးသမီးကအလုံးနဲ့မြင်မှုကြပါလိမ့်မယ်တယ်လီဗီရှင်းတွေမြင်တယ်နော်ရေခဲပြင်ပေါ်မှာကလာအဲ့ဒီလိုချန်ပီယံရထားတဲ့အမျိုးသမီးကနောက်ထပ်သူနဲ့ရှင်ပြိုင်လာတဲ့အမျိုးသမီးတူပေါ်လာသူ့ရဲ့တာမဲ့အရေးချင်းတွေအရေးရောင်တွေတွေ့လာတဲ့အခါဘာလို့တလဲလို့ဆိုလို့ရှိရင်မင်္ဂနဲ့နီးနဲ့မလုပ်ခိုင်းနဲ့မှားရွက်နဲ့နီးနဲ့သူကဖြည့်ရှင်းတယ်လူမိုက်ငှားပြီးတော့အဲ့ဒီအမျိုးသမီးကိုချောင်းပြီးတော့ခြေထောက်ကိုရိုက်ချိုးခိုင်းခြေထောက်ကျိုးသွားမှတော့ကနိုင်မှာအောင်မလားအဲ့ဒါလို့ရှင်ပြိုင်မှုတွေမှာမမရွေးနေလောကကြီးမှာအများကြီးပဲရှိတယ်ဟောဒါကြောင့်မို့ရှင်ပြိုင်နေဆိုတာရှင်ပြိုင်တိုင်းကောင်းတာဘယ်တော့မှဏိကုံးကိုမရောက်နိုင်တဲ့ရှင်ပြိုင်မှုတွေဟာတန်တရားတွေကရှင်ပြိုင်မှုတွေဟာကောင်းတဲ့ရှင်ပြိုင်မှုတစ်ခုမှမရှိဘူးဒါကြောင့်မို့လို့မြတ်စွာဘုရားကဏိကုံးဆွဲပြီးတော့ပြထားတယ်ဆယံဝေရံပတဝတိဆယံအနိုင်ရတဲ့ပုဂ္ဂိုလ်ကဝေရံပတဝတိယံနေများတယ်လို့ဒီလိုပြောတာနော်ကဲနိုင်တဲ့လူကယံများသလားလို့ဆိုဒုက္ခံတေတိပရာဇိတောရှုံးတဲ့လူကတော့လည်းဆင်းရဲတယ်စိတ်ဆင်းရဲဒါဟုတ်တာရှုံးသွားတဲ့လူကစိတ်အားတွေကြညှိုးငယ်လို့ဒီလိုနေတာမဟုတ်လားနိုင်တဲ့လူကယံပွားရှုံးတဲ့လူကတော့စိတ်ဆင်းရဲကဲဒါဖြင့်ရှင်ပြိုင်မှုကကောင်းတဲ့ရလတ်ရှိရလားတကယ်ကြတော့ကောင်းတဲ့ရလတ်မရဘူးဖြစ်နေတယ်ပေါ့ကောင်းတဲ့ရလတ်ရနိုင်တဲ့ရှင်ပြိုင်မှုကဘယ်လိုရှင်ပြိုင်မှုလဲဒါကိုကြည့်ရမှာပေါ့နော်ဒီကနေ့ခေတ်အားကစားလောကမှာရှင်ပြိုင်နေကြရှင်ပြိုင်မှုကိုအကြောင်းပြုပြီးတော့ရှားဆုံးမှုတွေမဖြစ်ဘူးလားရှင်ပြိုင်မှုကိုအကြောင်းပြုပြီးတော့မလုပ်ကြလဲဆိုလောင်းကြတယ်ပေါ့ဝေကျေတနာတွေနဲ့အလောင်းစားတွေလှုပ်လာတယ်အလောင်းစားလှုပ်တယ်ဆိုတာအစရတော်တဲ့လူကတော့ပျော်တာပေါ့ကျန်တဲ့လူတယောက်ကဘာဖြစ်တယ်စိတ်ဆင်းရဲတော့ဒုက္ခရောက်တယ်ဟိုဘုန်းကြီးတို့ငယ်ငယ်တုန်းကမြန်မာပြည်မှာဧရာဝတီမြစ်ကြောင်းမှာလေလောင်းတွေရှင်ပြိုင်ပွဲတွေလုပ်ခဲ့တာရှိခဲ့လေပြိုင်ပွဲတို့လက်ပြိုင်ပွဲတို့လုပ်ကြတယ်ပေါ့ရှင်ပြိုင်တာကိုအကြောင်းပြုပြီးတော့ဘယ်သူကနိုင်ဘယ်သူကရှုံးတမန်နေမထားဘူးတောရွာကလူတွေလောင်းလိုက်ကြတာလေခွက်ပေါင်လောင်းတဲ့လူရှိတယ်အိမ်ပေါင်လောင်းတဲ့လူရှိဟောရှုံးသွားပြီဆိုတဲ့အခါကျတော့အိမ်မောင်ကဆင်းပေးရလေလုတ်เสียလေရှုံးအဲ့ဒါမျိုးတော့မကြဘူးဘူးလားဒါတကယ်ဖြစ်တာနော်အဲ့တော့ဒီရှင်ပြိုင်မှုတွေကအန္တရာယ်မများဘူးလားဆိုအလွန်အန္တရာယ်များကောင်းတဲ့ရလတ်လည်းမဖြစ်ဘူးဘုဒ္ဓဘာသာကလည်းချစ်ချင်းနတ်နတ်နဲ့ပေးလိုက်ရတာမဟုတ်ဘူးသူကလည်းနိုင်မယ်ထင်လို့လောင်းတာပဲ
ရှုံးသွားတဲ့အခါကျတော့ဘယ်จิตတမလဲဝေရတဲ့လူကလည်းပဲရတယ်ဆိုတကယ်တော့ဝမ်းသာစရာမဖြစ်ဘူးပေါ့သူ့မှာရန်သူတွေများလာတာပေါ့ရှုံးတဲ့လူကသူ့ကိုရန်လောက်လာတယ်အဲ့ဒီလိုလောကရဲ့ရှင်ပြိုင်မှုတွေတခုမှကောင်းကျိုးပေးတာမရှိအဲ့တော့မှန်ကန်တဲ့ရှင်ပြိုင်မှုမျိုးကိုရှင်ပြိုင်ကြဖို့လိုအပ်တယ်မမှန်ကန်တဲ့ရှင်ပြိုင်မှုတွေမပြိုင်ဖို့ပေါ့လောကလူတွေအများပြိုင်နေတာတော့မမှန်မကန်ရှင်ပြိုင်နေကြတာပဲများတယ်ရှင်ပြိုင်တဲ့နေရာကိုမရှင်ပြိုင်ပဲနဲ့မရှင်ပြိုင်တဲ့နေရာမှာရှင်ပြိုင်နေသည့်အတွက်ကြောင့်ပြဿနာတွေဟာတစ်ခုပြီးတစ်ခုတက်လာပြီးတော့ထိုပြဿနာတွေရဲ့အဖြေကိုရှာမတွေ့ပဲမြတ်စွာဘုရားဏိဂုံးဆွဲပြသလိုဇယံဝေရံပတဝတိနိုင်လူရန်ပွားရှုံငါစိတ်ဆင်းရဲမှုနဲ့ကြုံတယ်ဒီအကျိုးပဲရလိုက်တယ်ဟုတ်ကဲ့လားမှန်ပါပါအေးစီးပွားရေးရှင်ပြိုင်တယ်လူမှုရေးရှင်ပြိုင်တယ်စသဖြင့်ရှင်ပြိုင်မှုတွေမျိုးစုံရှိဘုန်းကြီးတို့တွေဘယ်အရာရှင်ပြိုင်မှုအကောင်းဆုံးလဲဆိုတာမြတ်စွာဘုရားရဲ့ပိဋကစာပေတွေထဲမှာလိုက်ရှာပြီးတော့ကြည့်တယ်ရှင်ပြိုင်မှုတွေထဲမှာဘယ်ဟာအကောင်းဆုံးလဲကောင်းတဲ့ဏိဂုံးဆွဲနိုင်တဲ့ရှင်ပြိုင်မှုကဘာလဲမရှိဘူးမဟုတ်ရှိတယ်အဲ့ဒီရှင်ပြိုင်မှုအကြောင်းကိုဘုန်းကြီးတို့ဒီကနေ့ပိဋကတော်ထဲကနေထုတ်ပြီးတော့ဓမ္မလက်ဆောင်အနေနဲ့ဟောကြားပေးအဲ့ဒီရှင်ပြိုင်မှုကတော့တကယ့်ကိုရှင်ပြိုင်မှုရဲ့ဏိဂုံးဆိုတာနောက်ဆုံးမှရောက်တယ်နောက်ထပ်လည်းပြိုင်စရာမရှိတော့ဘူးရလက်ကလည်းအမြဲတမ်းကောင်းတယ်ငြိမ်းချမ်းမှုနဲ့အဆုံးသတ်တယ်လောကသမန်ရှင်ပြိုင်မှုတွေကပူလောင်မှုနဲ့ဆုံးသတ်တယ်စိတ်ဆင်းရဲမှုနဲ့ဆုံးသတ်တယ်စိတ်ချမ်းသာမှုနဲ့ဆုံးသတ်တယ်အေးမှန်ကန်တဲ့ရှင်ပြိုင်မှုနဲ့ရှင်ပြိုင်တဲ့ပုဂ္ဂိုလ်တွေကတော့စိတ်ချမ်းသာမှုနဲ့အဆုံးသတ်ရတယ်နောက်ဆုံးဟာရှင်ပြိုင်သူအချင်းချင်းဟာလည်းပဲကျင့်တတ်သွားကြတကယ်ကိုဖလဲတကယ်တဦးနဲ့တဦးအမြင်ချင်းတူပြီးတော့တကယ်ကိုစိတ်အေးချမ်းမှုကိုရရှိသွားကြလောကရှင်ပြိုင်မှုတွေကြံတဲ့ရှင်ပြိုင်မှုတွေအားလုံးတဦးနဲ့တဦးရန်သူဖြစ်ကြံရတာလေးကြည့်ပဲကောစိတ်ဆင်းရဲကြံရတဲ့ပြဿနာတွေတက်ကြံရတဲ့အခုပြောမယ့်ရှင်ပြိုင်မှုကတော့အဲ့ဒီလိုပြဿနာမတက်တဲ့အပြင်နောက်ဆုံးမှာအလုံးဟာရှင်ပြိုင်သူအချင်းချင်းရှင်းနှပ်ပြီးတော့ရှင်ပြိုင်မှုကိုဆုံးသတ်လိုက်ကြတဲ့အနေအထားမျိုးကိုရောက်နိုင်တယ်တဲ့ဒါကြောင့်မို့မြတ်စွာဘုရားကဘုန်းကြီးတို့တွေကိုဆုံးမဩဝါဒပေးထားခဲ့တဲ့စကားလေးတစ်ခုရှိရှင်ပြိုင်ဖို့အတွက်တို့တွေရှင်ပြိုင်ရမယ်ဘာနဲ့ပတ်သက်ပြီးရှင်ပြိုင်ရမလဲဆိုဥတ္တရုတ္တရိပဏိတပဏိတံဝါယမမာနာအနုတ္တရံဝိမု ക്തേ ပတိလဝိတာမှာသစ္စိကရိတာမှာဧဝံဟိယောပိခွေသိခိတဗံလို့ပါဠိလိုဒီလိုစာပေထဲမှာပါမြန်မာလိုကတော့ပါတော့ဆိုစိတ္တယဟန်တို့ငါပြောတဲ့အတိုင်းလိုက်နာကြရရှင်ပြိုင်မှုတွေကိုလုပ်ကြတဦးတဲ့တဦးအဆင့်မြင့်တဲ့မြင့်ကောင်းတဲ့ကောင်းအောင်ကျူပန်းအားထုတ်ခြင်းဖြင့်နောက်ဆုံးအမြတ်ဆုံးလွတ်မြောက်မှုကိုရောက်ရှိသွားအောင်ကြိုးစားကြရမယ်လို့ဒါရှင်ပြိုင်မှုပြောတာနော်မှန်ပါဗျာအဲ့ဒီကျမှရှင်ပြိုင်မှုရဲ့ဏိဂုံးဆိုတာတွေ့ပြီအဲ့ဒီဏိဂုံးဟာအေးချမ်းတဲ့ဏိဂုံးပဲပေါ့လောကမှာလည်းတကယ်ရှင်ပြိုင်ခဲ့တယ်ဆိုတဲ့အနေအထားတစ်ခုဟာစာပေထဲမှာမှတ်တမ်းတင်ထားတာရှိတယ်တကယ်အဖြစ်ပြက်ပေါ့ခုခေတ်လိုပြောရင် true story ပေါ့လောက်ကြံပြောထားတဲ့တွေးခေါ်ပြီးတော့ရေးသားထားတဲ့ဟာမျိုးမဟုတ်ဘူးတကယ်အဖြစ်ပြက်တစ်ခုအဲ့ဒီတကယ်အဖြစ်ပြက်တစ်ခုနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဟောကြားထားခဲ့တယ်
လွန်ခဲ့တဲ့နှစ်ပေါင်း2500ကဟောခဲ့တာဆိုတော့အတိတ်ကြောင်းကိုပြန်ကြည့်ကြမယ်မြန်မာပြည်မှာဖြစ်ခဲ့တာတော့မဟုတ်ဘူးပေါ့အလုံးမြတ်စွာဘုရားလက်ထက်ကဖြစ်ခဲ့တာလေဆိုတော့ဒီကနေ့အိန္ဒိယလို့ခေါ်တဲ့နိုင်ငံအဲ့ဒီမှာကောသလတိုင်းဆိုတာရှိအိန္ဒိယနိုင်ငံရောက်ဖူးတဲ့ပုဂ္ဂိုလ်တွေတွေ့လိမ့်မယ်ကောသလတိုင်းဆိုတာဒီကနေ့လည်းပဲကာတိလို့ကောသလလို့ဆိုတာရှိတယ်အိန္ဒိယလူမျိုးတွေရဲ့အခေါ်နဲ့ကျတော့ကာတိကာရှိလို့ခေါ်မိယထာဘုဒ္ဓယုံကြီးရှိတယ်အဲ့ဒီနားမှာကောသလတိုင်းကြီးဆိုတာရှိတယ်နော်အဲ့ဒီကောသလတိုင်းမှာမြတ်စွာဘုရားယဟန်တော်တွေနဲ့ခရီးတည်သစာတွေကြွတယ်ခရီးတည်သစာတွေကြွတော့လမ်းမှာဘာတွေ့လဲလို့ဆိုရှင်တောအုပ်ကြီးတစ်ခုအဲ့ဒီတောအုပ်ကြီးကအင်ဂျင်ပင်တွေနဲ့အများအပြားရှိတယ်အင်ဂျင်တော်ကြီးအဲ့ဒီအင်ဂျင်တော်ကြီးတဲ့ရောက်တဲ့အခါကျတော့မြတ်စွာဘုရားကလမ်းကနေခဏရနာတဲ့အနေနဲ့လမ်းကြောင်းကနေဘေးဆင်းပြီးတော့အဲ့ဒီအင်ဂျင်တော်ကြီးကိုကြည့်ပြီးတော့မြတ်စွာဘုရားကရုတ်တရက်ပြုံးလိုက်တယ်ဘုရားဆိုတာအမြဲတမ်းမျက်နှာကတီတီတတ်တတ်နေတာပြုံးတယ်ဆိုတော့ဘုန်းကြီးတို့တွေဒီတာမန်လူတွေပြုံးတာနဲ့မတူဘူးပေါ့မြတ်စွာဘုရားပြုံးတယ်ဆိုရေဖို့ဆိုတာအဝေးကြီးပဲမြတ်စွာဘုရားဘယ်တော့မှရဲတာမရှိဘူးပြုံးเสียအကြောင်းကျုံးလာလို့ရှိရင်မြတ်စွာဘုရားပြုံးတယ်အဲ့ဒီလိုပြုံးတဲ့အခါမှာသွားပြားကလေးတွေပေါ်တယ်အဲ့ဒါလောက်လေးပဲပြုံးသွားပေါ်ရင်ဒီပြုံးတယ်ပြုံးအဲ့ဒီလိုပြုံးလိုက်တာအဲ့ဒီလိုရသဗျာပြုံးလိုက်တာဘယ်သူကတတိထားလိုက်လဲလို့ဆိုအနိဗ္ဗာန်မှာခါစားလို့ကျွေးနေတယ်ရှင်အနန္ဒမထေရကတတိထားလိုက်ဒါဖြင့်စဉ်းစားကောင်းစဉ်းစားလိုက်ပဲမြတ်စွာဘုရားကရှေ့ကကြွရှင်အနန္ဒကနောက်ကလိုက်တန်ဃာတွေကနောက်ကတန်းပြီးတော့လိုက်ရှေ့ကနေဖျားပြုံးတာကိုရှင်အနန္ဒတို့ဘယ်ပုံသိကြတာလဲဘုန်းကြီးတို့တွေကြည့်နေကိုယ်နောက်ကလိုက်သွားရှေ့ကလူပြုံးတာသိပါမလားဘယ်သိလဲနော်သိလားအဲ့တော့မြတ်စွာဘုရားပြုံးတာကိုရှင်အနန္ဒနောက်ကလိုက်ပြီးဘယ်လိုသိတော့မြတ်စွာဘုရားပြုံးလိုက်တာတဲ့တပြိုင်နက်အမတန်ဖြူစွတ်နေတဲ့ဆွဲသွားလေးစုကဖြူရောင်ကလေးတွေဟာလက်ခနဲ့ဝင်းခနဲ့ထွက်လာတယ်တဲ့အဲ့ဒီအဖြူရောင်လေးတွေကဝင်းနဲ့လက်ခနဲ့ဖြစ်သွားတာရှင်အနန္ဒကမြင်လိုက်တယ်ပေါ့မှန်ပါပါတာမန်လူတွေရဲ့သွားကအဲ့ဒီလိုမှမဖြူတာမဖြူသည့်အတွက်ကြောင့်အယောင်ထွက်ဖို့နေနေတာမဲညစ်ညစ်တောင်ဖြစ်နေတယ်နော်မှန်ပါပါဘယ်လိုလုပ်အယောင်ထွက်ကွန်ဆာထားနဲ့သွားကြည့်ဘုန်းကြီးတို့ငယ်ငယ်တုန်းကသွားဖြူခြင်းလို့တိုက်လိုက်ရတာမိသူကဲတွေနဲ့သွားဖြူခြင်းစာနဲ့တိုက်မိသူကဲနဲ့တိုက်သွားတော့ဝါညစ်ညစ်ပဲဘရောမှဖြူနောက်တော့ဒကာကြီးတယောက်ကပြောတယ်ကိုရင်နဲ့ကိုရင်သွားတိုက်မနေနဲ့ဘယ်တော့မှမဖြူဘူးတဲ့သဘာဝကိုကဒီအယောင်လုတ်ပေးထားတာဒါကြောင့်မို့လို့ဒီသွားအသားကဖြူလို့ရှိရင်သွားကဝါညစ်ညစ်ကလေးမှလိုက်တယ်အသားမဲရင်တော့သွားကိုဖြူအောင်လုပ်ပေးတယ်ကြည့်ကပ္ပလီရဲ့သွားကြည့်လိုက်ဖွေးစွန်အသားမဲတဲ့လူကြသွားဖွေးစွန်တိုက်เสียတော့မလို့နော်အေးတခါတော့ကလွန်ခဲ့တဲ့4 နှစ်လောက်က2006ခုနှစ်လောက်ကဘုန်းကြီးတို့စကိုင်းမှာအဘိဓမ္မာသင်တန်းဖွင့်အဲ့ဒီအဘိဓမ္မာသင်တန်းဖွင့်တော့အာဖရိကဥစ္စတမပါလာကျန်မှာသူ့အသားရောင်ကအလုံးသိကြတဲ့အတိုင်းအာဖရိကဆိုမဲနေတာအသားသူကဘယ်ကတော့ဆိုယူဂန္ဓာနိုင်ငံကယူဂန္ဓာနိုင်ငံဆိုတာတခါတော့က
စစ်ဘူကြီးအာမင်ဆိုတဲ့စစ်ဘူကြီးအုပ်စိုးခဲ့တဲ့နိုင်ငံတစ်ခုပေါ့နော်မှန်ပါပါအဲ့ဒီယူဂန္ဓာနိုင်ငံကဦးစင်သူပါလာအသားကတော့မြန်မာလူမျိုးတွေခေါင်းပေါ်သပင်အယောင်တိုင်းပါသို့တော့သူကသဘောကောင်းတယ်စကားပြောရင်ရည်ပြီးတော့မှပြောတယ်ရည်လိုက်တာနဲ့တပြိုင်နက်ဖွေးနာပဲအကုန်လုံးနော်အမဲအောင်ကြားတဲ့ကသွားဖွေးစောဩတို့ငယ်ငယ်တော့ဒီလိုဖွေးကျင်တာရကုန်မရဘူးသူကြတော့ဖွေးစောအဲ့ဒီယူဂန္ဓာဥစဉ်ဆိုလို့ပြောအောင်သူကချမ်းမြေရိတ်တာမှာရမ်းခံပြီးတော့သူ့ဝဲရတော့ဗုဒ္ဓရခိတနဲ့အတော့အဟောဆရာတော်ကောင်းအာဖရိကနိုင်ငံကဘုန်းကြီးဖြစ်တယ်ဆိုတော့အဟောတာတရားလာအထုတ်ရင်ဗုဒ္ဓဘာသာတရားတော်ကိုသဘောကျပြီးတော့ရဟန်းဝတ်တယ်အဲ့ဒီမှာဘုန်းကြီးတို့ဝိဓမသင်တန်းတက်တဲ့အချိန်မှာသူကမေးတယ်တခုသူယူဂန္ဓာနိုင်ငံကိုပြန်မယ်တဲ့အဲ့လိုပြန်သွားလို့ရှိရင်တဲ့အခုဒီဗမာပြည်မှာတန်ဃာတွေသင်္ကန်းရမ်းထားတဲ့ပုံစံတွေကပခုံးကြီးတစ်ဖက်ဖော်ထားသူတို့နိုင်ငံမှာအဲ့လိုပခုံးကြီးတစ်ဖက်ဖော်ပြီးတော့ရမ်းထားတဲ့လူကိုမြင်လို့ရှိရင်နော်ဘာထင်တော့ဆိုလို့ရှိရင်အောက်လန်းဆရာကြီးလို့ထင်တယ်လူတွေကသိကြမဟုတ်တယ်အောက်လန်းဆရာကြီးမဟုတ်တဲ့အတတ်ပညာတတ်ပြီးတော့မော်ရီကဝေတွေအတတ်ပညာတတ်တဲ့လူဆိုပြီးတော့လူတွေကမုန်းတယ်မုန်းလို့ရှိရင်ချောင်းရိုက်ခါမှာကြောက်အဲ့တော့တပည့်တော်ဘယ်လိုလုပ်အောင်ဆရာတော်အကြံပေးတယ်မှာအိမ်ထဲမှာလူမမြင်သူမမြင်နေတော့ဒီလိုနေပေါ့ကွာလို့လူမြင်ခွင့်ထွက်မယ်ဆိုလို့ရှိရင်တော့တို့သင်္ကန်းယုံတယ်လို့ယုံပြီးမှထွက်လို့အဲ့ဒါဆိုရင်မင်းပခုံးတစ်ဖက်မှာပေါ်တော့ဟန်ကြပြီတပည့်တော်ညိုရဲရတယ်တော့သင်္ကန်းယုံပြီးတော့သွားပါမယ်တဲ့အဲ့လိုနောက်သူပြန်သွားတယ်ပြန်သွားပြီးတော့ဆောင်းပါးလေးတစ်ပုဒ်ရေးတာကိုဖတ်ရရတယ်ပေါ့သူပြန်သွားတဲ့အခါကျတော့တီဟိုနိုင်ငံကဘုရားရုပ်ဘွားတော်တစုပဲ့သွားတီဟိုမှာဘုရားရုပ်ဘွားတော်ဆိုတာဘာနဲ့လှုပ်ထားတော့လို့ဆိုတော့အဖြူရောင်နော်အဖြူရောင်ဒီညမပြေကကြောက်စင်းတုလို့အယောင်မျိုးပေါ့ပလစတာရုပ်ပလစတာနဲ့ပုံသွင်းပြီးတော့လှုပ်ထားတဲ့ဘုရားရုပ်ဘွားတော်အဲ့ဒီဘုရားရုပ်ဘွားတော်တဆူသူပင့်သွားတဲ့အခါသူကဘလို့လုတ်ပင့်သွားတော့ဆိုတော့အဲ့ဒီဘုရားရုပ်ဘွားတော်ကြီးကိုသူ့ပါလာတဲ့သင်္ကန်းနဲ့ထုတ်ပြီးတော့အဲ့ဒီအထုပ်ကြီးနဲ့ယူသွားတာသူတို့နိုင်ငံရောက်တဲ့အခါကျတော့ immigration ဆိုတာရှိတယ်လေလူဝင်မှုကြီးကြပ်ရေးတို့ custom တို့ဆိုတာဘာတွေပါတော့စစ်ဆေးတဲ့လူတွေပေါ့အကောက်ခွန်ဌာနသူ့ထုတ်ကြီးဖြီးခိုင်းတာဖြီးခိုင်းတဲ့အခါကျတော့ဘုရားရုပ်ဘွားတော်ကြီးတွေ့တော့သူကဖျားပုံလို့ဘယ်မှမသိဘူးအဲ့မသိတော့မင်းဒီနတ်ရုပ်ကြီးပါဟုတ်ယူလားဒီနတ်ရုပ်ကြီးကလို့ယူလာတော့ဆိုသူကရှင်းပြတယ်ဒါနတ်ရုပ်မဟုတ်ဘူးဘုရားရုပ်ဘွားတော်လို့ခေါ်တယ်ဘုရားဘာသာတွေကိုးကွယ်တဲ့ဘုရားရဲ့ရုပ်ဘွားဆင်းလို့တော့ပဲဆိုတော့ရှောင်းရှင်ယူသွားဒါကြီးကိုလေဆိုပြီးတော့အဲ့ဒီဘုရားရုပ်ဘွားတော်ယူဘုရားဘာသာကလည်းအဲ့ဒီနိုင်ငံမှာရှိတာမဟုတ်ဘယ်သူသူအရင်စီယုံရတော့ဆိုတော့သူအမေကိုအရင်စစီယုံသူတို့ကလည်းတခြားဘာသာဝင်နေအကုန်လုံးသူတယောက်တည်းဘုရားဘာသာဝင်ဖြစ်အိမ်ရောက်တဲ့အခါကျတော့ဒီရုပ်ကြီးတင်းလာတော့ဘလူကမျက်စောင်းထိုးဒီလူကမျက်စောင်းထိုးသူကဘုရားရုပ်ဘွားတော့သူနေတဲ့အခန်းထဲမှာထားပြီးတော့သူ့အမေကတော့သူ့အပေါ်မှာတန်ရောစရှိတာဟုတ်မိဘဆိုတာသားသမီးပေါ်မှာတော့လည်းတန်ရောစရှိတာမဟုတ်အဲ့တော့သူ့ဘဝအကြောင်းတွေကိုရှင်းပြတရားဓမ္မဟောပြပြီးစီယုံတဲ့အခါကျတော့သူ့အမေကတဖြည်းဖြည်းစိတ်ပါလာပြီးတော့ဘုရားဘာသာပဲပြောင်းသွားနောက်ပြီးတော့သူ
ညမတွေတို့အလုံးဟာအမဲတွေကြီးပဲပေါ့အဲ့ဒါတွေကိုတစ်ဖြည်းဖြည်းစီးယုံလိုက်တာသူ့အိမ်ကမိသားစုကတော့ဘုရားဘာသာဖြစ်သွားပြီတဲ့နော်လောလောကူနဲ့ဘုရားဘာသာဖြစ်ရတာမဟုတ်ဘူးသူအဲ့ဒီလိုနဲ့စီယုံပြီးတော့သူမိသားစုကနေစပြီးတော့ဘုရားဘာသာဝင်ဖြစ်အောင်သူစ조사နေတယ်အဲ့ဒီနောက်တော့ဒီကိုရောနဲ့မတွေ့ရသေးဘူးပေါ့ခဏအထိမတွေ့ရသေးဘူးသူ့ဘယ်ဗုဒ္ဓရခိတဆိုတော့ဘုန်းကြီးကလည်းအားပေးလိုက်ပါတယ်မင်းကဗုဒ္ဓရခိတဆိုတော့ you will be protected by Buddha မင်းဖယားကမင်းကိုကွာမပူပါနဲ့အဲ့တော့သူ့နိုင်ငံကဘုရားဘာသာမဟုတ်တော့တဲ့သူအန္တရာယ်ကင်းအောင်ဘယ်လိုလုပ်ရမလဲမင်းဘာမှမလုပ်နဲ့မေတ္တာလာပို့မေတ္တာတော့ရလားဆိုရတယ်အဲ့မေတ္တာတော့ရွတ်မရရင်ဣတိပိသောရွတ်ဘာမှမရဘူးဆိုရင်နမောတတရွတ်လို့အဲ့လိုပြောသူမိသားစုတော့သူစီယုံလို့ရပြီပေါ့တဖြည်းဖြည်းသူဘုရားဘာသာဖြစ်အောင်သူစ조사နေတယ်ယူခန္တာကကိုသွားဖြူတဲ့အကြောင်းပြောပြတာပါအဲ့တော့မြတ်စွာဘုရားသွားတော့ကြတော့ဒီဓမ္မကဖြူလာစိန်စစ်လို့ဖွေးဖြူစိန်ဆိုတာအမတန်ဖြူသည့်အတွက်ကြောင့်ရှင်မကအလင်းရောင်မဟာဖက်နဲ့ကိုလက်နဲ့အလင်းရောင်ဟတ်လိုက်မယ်ဆိုရင်ပိုလက်တာပေါ့အဲ့ဒါလို့လက်ခနဲ့ဝင်းခနဲ့အယောင်လေးကိုရှင်အနန္ဒမထေရမြတ်ကမြင်လိုက်တယ်တဲ့အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားပြုံးတာသိလိုက်တယ်ဒီတော့မြတ်စွာဘုရားကိုရှောက်တယ်အရှင်ဘုရားတဲ့ဘုရားတို့မြည်သည်ဘယ်တော့မှအကြောင်းမဲ့ပြုံးတာမရှိပါဘူးတဲ့အရှင်ဘုရားဘာဖြစ်လို့ပြုံးရတယ်လဲဟောဒီနေရာကြည့်ပြီးပြုံးတာဟာအကြောင်းတစ်ခုရှိပါလားလို့ဆိုအဲ့ဒီကမြတ်စွာဘုရားဇာတ်အကြောင်းပြန်အနန္ဒာတဲ့ဟောဒီနေရာကြီးကသမိုင်းဝင်နေရာကြီးပေါ့ဘုန်းကြီးတို့တွေမေးလျော့ပျောက်ကွယ်သွားလို့ပဲအခုဟာဒါပါမြို့လေတကုံစိတ်ကမ်းမြို့နော်ဒီတကုံစိတ်ကမ်းမြို့ဟာသမိုင်းကြောင်းကိုသိမြည်လိုက်တဲ့လူတွေဟာဥရှိတုံကဘာမြို့လဲဆိုတာပြောလို့ရမှာမဟုတ်မှန်ပါပါဗျာနော်ဒီနောက်မှာလည်းပဲဘာလို့ရှင်မွေးလုံးတို့မင်းနန္ဒာတို့ဇာလန်းတွေကလည်းရှိသေးတယ်ပေါ့လားတညင်ဘက်နဲ့လေမှန်ပါပါအဲ့တော့ဒီနေရာမှာရှေးအောင်သမိုင်းတွေရှိမှာပေါ့ဟုတ်ရှေးရခင်ကဖြစ်ခဲ့တဲ့အဖြစ်ပြက်တွေဟာဒီကနေ့လူတွေကသိကြမှသိတော့တာဟုတ်မှန်ပါပါဗျာအဲ့တော့ခုနကအင်းကြီးတော်ကြီးကလည်းတောဟုတ်ကြီးဖြစ်သွားတယ်မြတ်စွာဘုရားကဇတ်ကြောင်းပြန်ဖော်ပေးတာအနန္ဒာတဲ့တစ်ချိန်လုံးကဟောဒီနေရာမှာမြို့ကြီးရှိခဲ့တယ်ဒီနေရာလဲဥက္ကလပမင်းကြီးတို့ဘာတို့ကြီးစိုးတော့ကရှိခြင်းရှိမှာပေါ့နော်မှန်ပါပါဗျာသူမတိုင်ခင်ကလည်းပဲရှိခြင်းရှိမှာပေါ့အဲ့တော့အဲ့လိုမြတ်စွာဘုရားကအနန္ဒာဒီနေရာမှာဘယ်တော့မှရှိခဲ့တာတော့လို့ဆိုကသဗ္ဗမြတ်စွာဘုရားလက်ထက်တုန်းကရှိခဲ့တာတဲ့ကသဗ္ဗမြတ်စွာဘုရားဆိုတာဒီဗရကဘာမှာပွက်တာဒါမှမဟုတ်ကသဗ္ဗမြတ်စွာဘုရားလက်ထက်ကအကြံအကျွေးနေဒီကောမဘုရားလက်ထက်မှာလာပြီးတော့ဖော်ပြလို့ရသို့တော့ဘုရားတဆူနဲ့တဆူချားမှာမြေကြီးကတိဥဇနာလောက်မြင့်တက်လာဒါဟုတ်တယ်သဘာဝကြဘာဖြစ်လို့မြင့်တက်တာဖြစ်နိုင်လို့ဆိုနေ့စဉ်နဲ့အမျှကြည့်လေတည့်ရွက်တွေကျွေတယ်အမိုက်တွေပြစ်ကြတယ်ဒါတွေကတဖြည်းဖြည်းမောက်မလာဘူးလားတရိษံရဲ့အသေးတွေမြုပ်တယ်လူရဲ့အသေးတွေမြုပ်တယ်ဒါတွေကဒီတဲ့မြေကြီးတဲ့ဝင်သွားတာမှမဟုတ်တာပဲဟုတ်ကဲ့လားမှန်ပါပါဗျာဒါတွေကမြေကြီးကိုတိုးစေတာတည့်ရွက်တွေကလည်းမြေကြီးကိုတိုးလာစေတယ်လူတွေရဲ့အလောင်းတွေကလည်းမြေကြီးကိုတိုးလာစေတယ်တတ္တဝါတွေရဲ့အယိုးတွေကလည်းမြေကြီးကိုတိုးစေတယ်တစ်ပင်တွေကလဲပြိုကျပြီးတော့တစ်ကိုင်းချောင်းတေတို့တစ်ပင်တွေတို့ဒါတွေကလည်းဟုတ်လားမြေကြီးကိုမြင့်တက်စေတယ်ဒါကြောင့်မို့ဖရာတဆူနဲ့တဆူချာအကွာအခြားကိုပြောချင်တယ်ဆိုလို့ရှိရင်မြေကြီးဟာတယုဇနာလောက်မြင့်တက်တယ်တဲ့ဒါဖြင့်တယုဇနာဆိုတာခုခေတ်မှာအသုံးမရှိတော့တယုဇနာကိုခုခေတ်နဲ့ပြောရင်ဘယ်လောက်နဲ့ပြောရမလို့ဆို10မိုင်နဲ့ပြောလို့ရတယ်တချို့ကလည်း12မိုင်နဲ့ပြောတယ်ပေါ့10မိုင်လောက်ဆိုရင်မစိုးတော့ဘူးလို့ထင်ပါတယ်
ဒီကနေ့ခေတ်အိန္ဒိယအတိုင်းတာတွေနဲ့ရှေးတုန်းကသုံးခဲ့တဲ့ယူဇနာတွေနဲ့နိုင်ရှင်ပြီးတော့ကြည့်မယ်ဆိုရင်8မိုင်ဒီယူဇနာ8မိုင်ဟာပို့ပြီးတော့ဖြစ်ဖို့ရများတယ်ပေါ့မှန်ပါပါအဲ့တော့ဖရာတဆူနဲ့တဆူချာမြေကြီးဟာဒီ8မိုင်လောက်အထက်ကိုမြင့်တက်လာတယ်ဆိုတော့ရှေးအောင်ပစ္စည်းတွေဒါမှမဟုတ်မြေကြီးတဲ့ရောက်သွားတာပေါ့ပြန်ပြီးတော့ဒုဖော်နေကြရတာအဲ့တော့ကသဗ္ဗမြတ်စွာဘုရားလက်ထက်တုန်းကအလွန်စီကားခဲ့တဲ့မြို့ကြီးတစ်ခုဒီကနေ့အပေါ်မှာတစ်ပင်နေပေါက်နေလို့တတော်ကြီးဖြစ်ရောက်သွားကသဗ္ဗမြတ်စွာဘုရားရဲ့ဇေဒီကြီးဆိုလို့ရှိရင်ကသဗ္ဗမြတ်စွာဘုရားကသူကဒီကကုသန္တမြတ်စွာဘုရားက4000တန်းမှာပွက်တယ်ကောဏကမဏမြတ်စွာဘုရားက3000တန်းမှာပွက်တယ်ကသဗ္ဗမြတ်စွာဘုရားက2000တန်းမှာပွက်တယ်လူရဲ့အသက်2000ရှည်တဲ့အချိန်ဒီလိုရောတာပြပေမဲ့လို့တဆူနဲ့တဆူဟာဆုတ်ကတ်တက်ကတ်ပြီးမှသာဒီဆိုလိုတာကဖျားဆိုတာဆုတ်ကတ်မှာပဲပွက်တယ်တက်ကတ်မှာမပွက်ဘူးလူတွေရဲ့အသက်ဟာဆုတ်ချီတက်ချီရှိတယ်အခုဒီကနေ့ဟာဆုတ်နေတာအဲ့တော့တက်တဲ့အချိန်တုန်းကလည်းတက်လာခဲ့တယ်ပေါ့ဆိုပါစို့ကကုသန္တမြတ်စွာဘုရားမတိုင်ခင်ကလူတွေရဲ့တက်တန်းတွေဟာအသင်ခြေထိအောင်ရှည်တက်သွားပြီးတဲ့အခါကျတော့လူတွေမကောင်းလို့ပြန်ပြီးတော့တဖြည်းဖြည်းဆုတ်လာတာအသင်ခြေတန်းကနေတဖြည်းဖြည်းဆုတ်လာတယ်တသိန်းတန်းကနေ8000တန်းတဖြည်းဖြည်းဆုတ်လာလိုက်တာ4000တန်းရောက်တဲ့အခါကျတော့ကကုသန္တမြတ်စွာဘုရားဖွင့်တယ်လို့ဒီလိုပြောတာအဲ့ဒီကနေပြီးဆက်ပြီးဆုတ်သွားလိုက်တာအခုလို့ရာတန်းတို့85နှစ်တန်းတို့နောက်ဆုံး7နှစ်တန်းကနေပြီးတော့လူတွေဟာဒုက္ခတွေရောက်ပြီးတဲ့အခါကျတော့တခါပြန်ပြီးတော့တတိတံဝေကရလို့ကောင်းတဲ့အကျင့်တွေရှိတဲ့အခါလူရဲ့တက်တန်းဟာပြန်တက်သွားပြီးတခါပြန်ဆုတ်လာပြန်တယ်ဆုတ်ချီတက်ချီပြန်ဆုတ်လာတဲ့အချိန်မှာ3000တန်းရောက်တဲ့အခါကျတော့ဘောနာကဗနာမြတ်စွာဘုရားပွက်တယ်နော်အဲ့ဒီလိုပဲဆုတ်သွားပြီးတော့ပြန်တက်ပြီးတော့ပြန်ဆုတ်လာတဲ့အခါ2000တန်းရောက်တော့ကသဗ္ဗမြတ်စွာဘုရားပွက်ကသဗ္ဗမြတ်စွာဘုရားပွင့်ပြီးတော့ဆုတ်သွားလိုက်တာစနစ်တန်းရောက်ပြီးတော့မှတစ်ခါပြန်တက်သွားတာတက်တည်သိရှိပြီးတော့ဂေါရမမြတ်စွာဘုရားပွင့်မဲ့အချိန်ဂေါရမမြတ်စွာဘုရားကပါရမီမပြည့်သေးတော့တကယ်တော့1000တန်းမှာပွင့်နေရတဲ့နဲ့မပွင့်နိုင်ဘူး1000တန်းလည်းမပွင့်ဘူး9000တန်းလည်းမပွင့်ဘူးနဲ့ဆုတ်ယုတ်လာလိုက်တာနောက်ဆုံး100တန်းကျမှပွင့်တော့တယ်100တန်းအောက်မှာတော့ပွင့်လို့မရဘူးတဲ့100တန်းအောက်ကလူတွေကခေါင်းမာတယ်တရားဟောလို့မရတော့မှန်ပါဗျာတတ္တိတွေပိုကောင်းလာခုလူတွေတတ္တိပိုကောင်းတယ်ကြောက်ဘူးနော်အသက်ကလေးတိုးပေမဲ့လို့ခေါင်းမာဟိုးသက်ရှိတဲ့လူတွေကတရားဟောလို့ရတယ်အသက်တိုတဲ့လူတွေကတရားဟောလို့မရတိုတဲ့အသက်ကလေးကိုလွတ်ပြီးတော့ပြောတာဒီလူတွေကနော်ကိုရီးယားကမကြည့်ရမနေနိုင်ဘူးဘလောက်တိုးလွတ်ပြီးတော့ပြောမှာပဲဟုတ်ကဲ့လားမှန်ပါဗျာမြင်မှုတယ်မဟုတ်လားကြက်ကလေးတွေဟိုကစားတော့ဆိုင်ပုံမလို့ချင်းနဲ့ထဲထားတော်နဲ့ကောင်တွန်းတကောင်စိတ်မလုံးကြဘူးကြပါပါဟုတ်တယ်အလျှော့ဘူးနော်အလျှော့အဲ့ဒါလိုပဲလူတွေကလည်းမလျှော့ဘူးအဲ့တော့တရားတန်းဟိုဘက်ကြလို့ရှိရင်အောက်ဆိုရင်တရားဟောလို့မရမှာဆိုလို့ဂေါရမမြတ်စွာဘုရားတရားတန်းမှာပွင့်လိုက်တယ်အဲ့လိုတရားတန်းပွင့်ပြီဆိုတော့ကသဗ္ဗမြတ်စွာဘုရားနဲ့အတိုင်းတာဘယ်လောက်ထိအောင်ကွာသွားတော့ဆိုမြေကြီးဟာတယူဇနာမြင့်တက်သွားသည့်ထိအောင်ကွာခြားသွားတယ်မြို့ပြအဆောက်အဦတွေအားလုံးဟာမြေကြီးအောင်ရောက်သွားပြီဒီလိုဆိုလိုတာပေါ့နော်မှန်ပါဗျာအဲ့တော့မြို့ပြအဆောက်အဦတွေမြေကြီးအောင်ရောက်သွားပြီဆိုတောင်တွေလည်းပုတ်မကုန်ဘူးလားပုတ်ကုန်ပါဗျာမြတ်စွာဘုရားဟောထားတဲ့သုတ်တံလေးတစ်ခုရှိတယ်ဝေပုံလတောင်ဆိုကကုသန္တမြတ်စွာဘုရားလက်ထက်တုန်းကအဲ့ဒီတောင်ထက်ရောက်ဖို့ရတလတက်ရတဲ့အခုဂေါရမမြတ်စွာဘုရားလက်ထက်ရောက်တဲ့အခါခုတက်ခုဆင်းဟုတ်ကဲ့လားတောင်ကနှိမ့်သွားတာဘာကြောင့်နှိမ့်သွားမြေကြီးကမြင့်တက်လာလို့ဒီလိုဆုတ်လို့တာပေါ့အေးအဲ့ဒီမှာ
အခုလိုအခြေအနေမှာကြည့်ဒီကောရမမြတ်စွာဘုရားပွင့်လာလို့ကတ္တဗဘုရားမြတ်စွာဘုရားရဲ့လက်ထက်ကအခြေအနေတွေဟာအကုန်လုံးမြေကြီးအောင်ရောက်ဒါကြောင့်မြတ်စွာဘုရားကအဲ့ဒီနေရာလေးကိုကြည့်လိုက်တော့သမိုင်းနဲ့ပတ်သက်ပြီးတော့မှတ်သားစရာတော့တွေ့ထူးဆန်းတဲ့အရာလေးတစ်ခုတော့မြင်တယ်ပေါ့ဉာဏ်တော်နဲ့မြင်လိုက်အဲ့ဒါကြောင့်မလို့ပြုံးတော်မူတော့ရှင်အနန္ဒာမေးတယ်အနန္ဒာတဲ့ကတ္တဗဘုရားလက်ထက်တုန်းကဒီနေရာမှာတကယ်ကိုစီကားတဲ့မြို့ကြီးတစ်ခုဖြစ်ခဲ့တယ်လူကြီးလည်းထူတတ်တယ်တဲ့ဒီနေရာမှာအဲ့ဒီမြို့ကြီးမှာထူးထူးခြားခြားရှင်ပြိုင်တဲ့တခါတယောက်ရှိသူ့နာမည်ကတော့ဂဝေတီလို့ခေါ်သူကစီးယုံထားတာသူ့ရဲ့အဖွဲ့ထဲမှာလူ900ကသူကစီးယုံတာအဲ့ဒီဘုရားရဲ့ဥပဒကမြတ်စွာဘုရားကိုကိုးကွယ်တဲ့လူလို့သာဆိုရတယ်သူကလည်းကိုချင်းတရားကောင်းတဲ့လူမဟုတ်ဘူးတဲ့အကျင့်သီလမပြည့်စုံဘူးသူစီးယုံထားတဲ့သူနဲ့အဖွဲ့သားတွေဥပဒက900ကလည်းပဲကိုချင်းသီလမပြည့်စုံဘူးတဲ့နော်အနှစ်2000တန်းကလူတွေပြောတာနော်ခုခေတ်ဆိုရင်ပို့ဆိုးမှာပေါ့မှန်ပါဘူးကတ္တဝဘုရားဆိုတာအနှစ်2000တန်းကိုချင်းတရားမပြည့်စုံဘူးတဲ့အဲ့ဒီချိန်မှာဒါကမူလအနေထားတစ်ခုပေါ့အဲ့ဒီမှာကဝေတီဆိုတဲ့တက္ကကြီးကသူကဥပဒကစဉ်းစားတယ်သူကခေါင်းဆောင်သူစဉ်းစားပုံတွေကကောင်းတယ်ဒီလူတွေငါကြောင့်ဗုဒ္ဓဘာသာဖြစ်ပြီးတော့ဘုရားတရားကိုးကွယ်ကြတယ်ငါကလည်းကိုချင်းသီလမပြည့်စုံဘူးဘာသီလချိုးချိန်ချိုးပေါ့နော်လိန်နေတဲ့ခါလိန်လိုက်တာရက်ကလေးတွေ့တဲ့ခါတောက်လိုက်သီလမရှိချင်းကလေးတွေ့လဲပက္ခနဲ့ရလိုက်တာပေါ့ဘာနာတိဘာနာလည်းရှိနော်အယောင်းဝယ်လူလစ်လို့ရှင်လဲယူလိုက်တာပေါ့အဲ့ဒီလိုဘာနာတိဘာနာလည်းမလုံးအဒိဏဒါနလည်းမလုံးကာမေတုမိစ္ဆာစာရမုဒ္ဒဝါဒဒါတွေမလုံးသူရမေတွေလည်းမလုံးကိုချင်းသီလမရှိကြဆိုတော့သူကစဉ်းစားတယ်ငါလည်းကိုချင်းသီလမလုံးဘူးတဲ့ငါဖွဲ့သားတွေလည်းတယောက်မှကိုချင်းသီလမလုံးအဲ့တော့သူတို့နဲ့ငါနဲ့တူးနေတယ်ပေါ့ခေါင်းဆောင်ဆိုတာမတူသင့်ဘူးပေါ့ငါတခုတော့တာတဲ့တယ်ကဲသူစဉ်းစားဖို့ကြည့်နော်သူပြိုင်မဲ့ပြိုင်ပုံပြိုင်နေလေအကြည့်တယ်အခုကိတော့ဗာပြိုင်တော့ဆိုခေါင်းဆောင်လို့တဲ့သူကပုံမိုက်ရနော်အမိုက်ပြိုင်ကောင်းပြိုင်လိုက်မယ်ပေါ့သူကတော့အဲ့လိုမပြိုင်ဘူးစဉ်းစားတယ်ငါလည်းသီလမရှိဘူးသူတို့လည်းသီလမရှိဘူးငါလည်းသူတို့နဲ့တူးနေငါသူတို့တဲ့တာမဖြစ်အဲ့တော့သူတို့သီလမရှိဘူးဆိုရင်ငါသီလရှိတဲ့လူဖြစ်အောင်လုပ်မယ်ဆိုငါးပါးသီလတိတိကျကျဆောက်တည်ပြီးတော့သီလရှိတဲ့ပုဂ္ဂိုလ်ဖြစ်သူကကြေညာလိုက်အဲ့ဒါလို့ကြေညာလိုက်တော့သူ့နောက်ကလူတွေကလည်းဟာတို့ရဲ့ခေါင်းဆောင်ကြီးကတော့သီလရှိပြီတို့လည်းသီလရှိအောင်လုပ်မယ်ဆိုပြီးတော့ဝိုင်းပြီးတော့ရှင်ပြိုင်ကြတာပေါ့ဒါသူသီလရှိတယ်ဆိုတို့လည်းသီလရှိအောင်လုပ်မယ်ဆိုပြီးရှင်ပြိုင်လိုက်တော့ပြန်ပြီးတော့တူမသွားပြန်ဘူးလားအဲ့လိုတူသွားတဲ့အခါကျတော့ဂိုရီတီကစဉ်းစားပြန်ငါလည်းသီလရှိသူလည်းသီလရှိဆိုခေါင်းဆောင်ဆိုတာသူများတယ်တော့လက်တလုံးတော့တာမကောင်းမှာပေါ့အခုအကြီးချင်းချင်းတူးနေသေးတယ်မဖြစ်ဘူးကဲငါကတော့အိမ်တော်နဲ့မနေတော့ဘူးအပြမစရိယသိက္ခာကိုဆောက်တည်လိုက်မယ်နော်အိမ်တော်နဲ့မနေတော့ဘူးလို့ဆိုပြီးတော့အပြမစရိယသိက္ခာကိုဆောက်တည်လိုက်အဲ့တော့ကျန်တဲ့လူတွေကလည်းဟာတို့ဆရာကြီးတောင်လုပ်သေးတာပဲတို့လည်းအပြမစရိယသိက္ခာကိုဆောက်တည်မယ်အကုန်လုံးအိမ်တော်နဲ့ခွာကြမယ်ဟောလူ900ကိုချင်းသီလကိုတိုးမြင့်ပြီးတော့ဆောက်တည်လိုက်ကြအဲ့ဒါဂဝေတီကစဉ်းစားပြန်တယ်ဩသူတို့ကငါနဲ့လိုက်ပြိုင်နေအခုငါနဲ့တူးနေပြန်ငါသူတို့တဲ့တောင်းလုံးမယ်ဆိုပြီးတော့မလုပ်တော့ဆိုရင်သူတို့ကညနေစာစားတယ်ငါဒီကနေ့ကစားပြီးတော့နေလွဲစာမစားတော့ညစာမစားတစ်ထပ်ပဲစားတော့ဝိကာလဘောဇနာဆိုမစားတော့
အဲ့လိုတစ်ထပ်စားမယ်ဆိုပြီးတော့ဒီလိုကျင့်လိုက်ကျန်တဲ့လူတွေကလည်းလိုက်ပြီးတော့ရှင်ပြိုင်ကြတယ်ကဝေးသီးတောင်ကျင့်သေးတာပဲငါတို့လည်းညနေစာမစားဘူးထမင်းတနတ်သက်တာတယ်ဆိုအများကြီးကုန်ကြစိတ်ကာမိသွားတယ်မဆိုးဘူးအဲ့ဒီရှင်ပြိုင်မှုကနော်တနတ်လျှော့လိုက်လို့ရှိရင်တော်တော်လေးကိုအိမ်စရိတ်ဖူလုံသွားတာအဲ့ဒါလို့မနေ့တနတ်ပဲစားမယ်ညနေမစားတော့ဘူးဆိုကိုရှောင်းလိုက်ဟာငါနဲ့သူတို့နဲ့တူးနေပြန်ပြီပေါ့မတူးเสียဘူးငါတုံးညင်အောင်ပဲဒီကောင်လေးငါလောက်တာမလောက်နိုင်အောင်တော့ငါဆိုပြီးတော့မလောက်တော့ဆိုရင်ကတ္တဗဘုရားအကြောင်းတော်သွားကဝေတိကသွားပြီးတော့တပည့်တော်ဘုန်းကြီးဖို့ပဲဗျာတပည့်တော်ရန်ခံပေးပါစေဘုရားရှင်သွားပြီးတော့တောင်းဆိုသံမုတ်စိတ်ပယ်ပြီးတော့သင်္ကန်းဝတ်လိုက်တယ်ပေါ့ဟိုလူတွေတော့ဒါတော့လိုက်မလုံးနိုင်တော့ဘူးလို့သူကတွက်ကောင်းတွက်မှာပေါ့နော်ဘုန်းကြီးဝတ်လိုက်တယ်ဘုန်းကြီးဝတ်ပြီးတော့တရားဓမ္မကျင့်ကြံကြိုးကိုအထုတ်လိုက်တာကတ္တဗမြတ်စွာဘုရားစီဓမ္မကမ္မထမ်းယူပြီးတော့ကြိုးကြိုးစားစားနဲ့တပါးတည်းစိတ်ညင်ရကပ်ပြီးတော့နိဗ္ဗာန်ကိုဥတည်ပြီးတော့တရားဓမ္မကျင့်ကြံကြိုးကိုအထုတ်လိုက်တာမကြခင်မဲ့သူကရဟန္တာကြီးဖြစ်သွားတယ်မှန်ပါဗျာအဲ့တော့ရဟန္တာဖြစ်သွားတယ်သူကသူအကုန်လုံးသိပြီငါဘဝပြည့်တတ်သွားပြီနောက်ဘဝဆိုတာငါမှမရှိတော့ဘူးလှုပ်เสียလည်းငါမရှိတော့ဘူးကျင့်เสียလည်းငါကျင့်ပြီးပြီလှုပ်เสียလည်းအလုံးလုံးပြီးသွားပြီဒါအတွက်နောက်ထပ်လှုပ်เสียဘာမှမရှိတော့ဘူးလို့သူ့ရဲ့ဏိခုံးကိုသူကကြာကြာနာနာမြင်လိုက်တယ်ပေါ့အဲ့ဒီအချိန်မှာသူ့ဘက်ကရှင်ပြိုင်မှုဟာပြီးဆုံးသွားရှင်ပြိုင်မှုပြီးဆုံးသွားကျန်တဲ့လူတွေကသူ့ကိုအားကြလို့ဆရာကြီးတောင်ဝတ်နိုင်သေးတာပဲတို့ဘာလို့မဝတ်နိုင်ရမှာလဲဆိုအားလုံးဂရုံးတုံးပြီးတော့ဘုန်းကြီးဝတ်လိုက်ကြအဲ့ဒါလို့ဘုန်းကြီးဝတ်လာတဲ့အခါကျတော့ခုနကခေါင်းဆောင်ကြီးလှုပ်တဲ့ဂဝေတီကရဟန်းဖြစ်သွားတယ်ခါတိုင်းလို့စိတ်မရှိတော့ဘူးသူကဒီကောင်တွေငါနဲ့တူလိုက်ပြီးတော့သင်္ကန်းဝတ်နေတယ်ငါသူတို့တွေတောင်းလုံးမှာပဲဆိုစိတ်မရှိတော့ဘာရှိလဲလို့ဆိုတော့သူကငါရထားတဲ့ဝိမု ക്തി ဒုက္ခနော်ဝိမု ക്തി ဒုက္ခ happiness of freedom ပေါ့နော်လွတ်မြောက်မှုရဲ့ချမ်းသာလွတ်မြောက်တဲ့ချမ်းသာလွတ်လပ်တဲ့ချမ်းသာအမတန်မှချမ်းသာတယ်တခြားချမ်းသာနဲ့မတူဘူးဟိုအလုတ်တွေနဲ့ရှုပ်ပွေပြီးတော့လူတယောက်ဟာမလွတ်မလပ်နေရတဲ့ဘဝကနေပြီးတော့လွတ်လွတ်လပ်လပ်လေးနေရရင်ချမ်းသာတယ်လို့မပြောကြဘူးလားအေးလွတ်မြောက်တဲ့ချမ်းသာဆိုတာတစ်ခါတည်းရလိုက်ကြသို့သောလူတွေကတော့လုံးဝဒီလိုလွတ်လွတ်လပ်လပ်မနေချင်ဘူးသူကအတွဲလေးနဲ့မှနေချင်တာဟုတ်အဖော်မရှိရင်မနေတတ်ဘူးလူကလူတွေကပြောကြတယ်ငါတယောက်တည်းနေတာတယောက်တည်းနေတာဘယ်ဟုတ်ကသူကအတွေးကလေးနဲ့နေတာသူနော်လူနေကြည့်ရင်တော့တယောက်တည်းပဲဒါပေမဲ့သူကအတွေးကလေးနဲ့နေတာသူ့မှာအဖော်ကလေးရှိတယ်စိတ်ကူးရင်နေတာလေမှန်ပါပါဗျာအဲ့တော့အခုဝိမု ക്തി ဆိုတာစိတ်ကူးရင်တာမဟုတ်တော့လုံးဝလွတ်လပ်သွားတယ်အဲ့ဒီလုံးဝလွတ်လပ်သွားတဲ့ချမ်းသာကိုငါရရှိထားသလိုသူတို့တွေရရှိရင်လည်းကောင်းမှာပဲတဲ့ဟောတာရှင်ပြိုင်မှုကိုဆုံးသတ်လိုက်တာပဲပေါ့မှန်ပါဗျာရှင်ပြိုင်မှုရဲ့ဏိခုံးဟာဒီရောက်လာမှန်ပါဗျာအဲ့တော့သူကကြိုးစားအထုတ်ဖို့တိုက်တွန်းတယ်သူတပည့်တွေကလည်းပဲသင်္ကန်းဝတ်လာပြီးတဲ့နောက်မှာသူနီးတူပဲကမ္မထန်တရားတွေကြိုးစားအထုတ်လိုက်ကြတာမကြခင်သူတို့လည်းပဲကိလေသာအသောတွေကင်းစင်ပြီးတော့ယဟန္တာရှင်တွေဖြစ်သွားကြအားလုံးဟာလွတ်မြောက်မှုဆိုတဲ့အပေါ်မှာအားလုံးဟာတူညီတဲ့ဏိခုံးကိုရရှိသွားကြတယ်တဲ့ဒါဖြင့်ဒီလိုဝိမု ക്തി လို့ခေါ်တဲ့ဒီချမ်းသာဒုက္ခဘယ်ပုံဘယ်နည်းနဲ့ရတာတော့ရနိုင်တဲ့ဤစနစ်ကဘာလဲလို့မေးလို့ရှိလို့ရှိရင်ဝိမု ക്തി ချမ်းသာကိုရဖို့ဆိုတာဝိပဿနာကျင့်စဉ်တစ်ခုကျင့်ရမှန်ပါပါဗျာအဲ့တော့ဝိပဿနာကျင့်စဉ်ဆိုတာဘာတွေနဲ့ကျင့်တာတော့ဈေးတာတွေဘာတွေသွားတယ်ဆိုတာကျင့်နည်းသိဖို့ရအတွက်သွားတာကျင့်တာကိုယ့်အကိုကျင့်ရမှန်ပါပါဗျာတရားဆိုတာကိုယ်တဏ္ဍာထဲမှာရှိတဲ့ကောင်းတဲ့အရာတွေကိုထူထောင်တာပဲမှန်ပါပါဗျာကိုယ်စိတ်လေးကိုကိုယ်စိတ်ထဲမှာဘာတွေဖြစ်နေတော့ဆိုရင်
ဆိုပါစို့ဘုန်းကြီးတို့တွေရဲ့စိတ်ဟာရွှေရိုင်းနဲ့အလားတန်တူတယ်ရွှေရိုင်းနဲ့မှာအညစ်အကြေးတွေအများကြီးရှိတယ်မှန်ပါပါဗျာတခြားဓာတ်တတ္တုတွေကရောပြီးတော့နေသည့်အတွက်ကြောင့်ဒီရွှေလေးဟာလက်ကောက်တို့ဒီဆွဲကြိုးတို့စသဖြင့်ဒါမျိုးတွေလုံးလို့မရမှန်ပါဗျာမရတော့အဲ့ဒီရွှေလေးကိုဗရိန်ဆရာစီအပ်ပြီးတော့တန့်စင်ရတယ်သူကဘော်တို့ကျွတ်တို့သဲတို့ဟုံတို့ဆိုတာဒါတွေအကုန်လုံးထုတ်ပြနိုင်ရမယ်မှန်ပါပါရွှေကြီးပဲကြံအောင်လုပ်ယူရအဲ့ဒီလိုရွှေကြီးကြမ်းလာပြီဆိုလို့ရှိရင်တော့ဒီလက်ကောက်ကလေးတွေလှုပ်လို့ရတယ်နှာထောင်းကလေးတွေလှုပ်လို့ရတယ်ဟောနန်းဆွဲပြီးတော့ပုံစံအမျိုးမျိုးနဲ့လူတွေသုံးဆွဲတဲ့အသုံးဆောင်တွေကုန်လို့ရသွားတယ်အဲ့ဒါလိုပဲဘုန်းကြီးတို့တွေရဲ့စိတ်တွေဟာလောဘတွေဒေါသတွေမောဟတွေဒါတွေနဲ့ရောမနေဘူးလားမဟာသတိပဋ္ဌာန်တုတ်မှာစိတ်တ ानु ပတနာဆိုတာအဲ့ဒါသိအောင်လို့ကြည်ခိုင်းတာဘုန်းကြီးတို့တွေကမကြည်ဘဲနဲ့နေလို့ရှိရင်သိပါမလားမြတ်စွာဘုရားကြည်ခိုင်းတာစိတ်တ ानु ပတနာဆိုတာ contemplation of consciousness ကိုယ့်ရဲ့စိတ်ကလေးကိုကိုကြည်ခိုင်းတာသူများကြည်ခိုင်းတာပေါ့မှန်ပါဗျာလူတွေကတော့အမေစိတ်တူမှန်းတော့သိသားပဲငါစိတ်တူတတ်တဲ့နော်လာမစမ်းနဲ့ဆိုပြီးတော့ဒေါသတော့အမွှန်းတင်တတ်သေးတယ်လူတွေကမှန်ပါဗျာငါမာနလာမထီးနဲ့ဆိုမာနတောင်ဂုံယူလိုက်သေးတယ်နော်မှန်ပါဗျာအဲ့တော့စိတ်ဓာတ်ဥပဒနာစိတ်ရဲ့အခြေအနေတွေကိုဆင်ញင်သုံးသပ်ခိုင်းတာမြတ်စွာဘုရားမဟာသတိပဋ္ဌာန်တုတ်မှာငါစိတ်ကလေးမှာလောဘတွေရှိနေသလားဒေါသတွေရှိနေသလားရှိနေတယ်ဆိုတာဒေါသဖြစ်တဲ့ရှိနေတယ်ဆိုလို့ရှိရင်မကြပြပေါ်လာတာပေါ့မှန်ပါဗျာမရှိဘူးဆိုရင်ဘယ်လိုမှမပေါ်ဘူးပေါ့မှန်ပါဗျာလောဘဖြစ်နိုင်တဲ့အနေအထားတွေရှိသလားဒေါသဖြစ်နိုင်တဲ့အနေအထားတွေရှိသလားမောဟဖြစ်နိုင်တဲ့အနေအထားတွေရှိသလားစသဖြင့်စိတ်ရဲ့အညစ်အကြေးတွေဆိုတာဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာရှိတယ်အဘိဓမ္မာကျမ်းဂန်မှာစိတ်ရဲ့အညစ်အကြေးဆိုတာကိုအကုသိုလ်စေတသိက်14မျိုးဆိုပြီးတော့ပြထားတာရှိတယ်နော်မှန်ပါဗျာမောဟတဲ့အမှန်မသိတာအဟိရိကတဲ့မဟုတ်တာလောက်အောင်မရှက်အနုတ္တပါတဲ့အကုသိုလ်မကြောက်တာဥဒိစ္စတဲ့စိတ်ကိုထိန်းလို့မရဘူးစိတ်တွေဟာလွင့်ပြန်နေတယ်စိတ်တွေဟာမငြိမ်ဘူးလေလွင့်နေတယ်ဒါလည်းအကုသိုလ်တစ်ခုပဲမှန်ပါဗျာဟောနောက်ပြီးတော့လောဘတဲ့လူချင်းနဲ့တွေ့တာတယ်တတ်မဲ့တယ်မခွဲနိုင်မခွာနိုင်ဖြစ်တယ်ဟုတ်လားမမောတယ်လောဘဒိဋ္ဌိမှားရတဲ့အယူဆတွေရှိတယ်မာနထိမခံဘူးဆိုတဲ့မာနတွေငါနဲ့မတန်ဘူးဆိုတာလည်းမာနပဲငါတို့တော့နားမလဲပါဘူးဆိုတာလည်းမာနနော်မှန်ပါပါငါလုံနိုင်တယ်ဆိုတာလည်းမာနငါမလုံနိုင်ဘူးဆိုတာလည်းမာနမာနဆိုတာတော့သရောင်းစားတောင်ရှိသေးနော်မှန်ပါပါသရောင်းစားမာနချဘူးတယ်မဟုတ်လားသရောင်းစားတယောက်တောင်းစားနေတော့ဥစ္စာချမ်းသာတဲ့လူတယောက်ကခေါ်ပြီးတော့မင်းတောင်းစားမနေနဲ့ငါခြံထဲလာပြီးတော့ရှင်မင်းတနေ့ကိုငါဘယ်လောက်ပေးမလဲသူကဘာပြန်ပြောတော့ဆိုကျွန်တော်ကသရောင်းစားပြတယ်ခင်ဗျားအလုပ်မလုပ်နိုင်ဘူးဟုတ်ကဲ့လားသရောင်းစားမာနရှိသေးတာနော်ခင်ဗျားပေးတဲ့လာကကျုပ်မယူဘူးတဲ့ကျုပ်ကသရောင်းစားတဲ့လှုပ်လှုပ်စားတဲ့လူမဟုတ်ဘူးတဲ့တောင်းစားတဲ့လူတော့အဲ့လိုမာနဆိုတာရှိတယ်အဲ့ဒါလည်းစိတ်ရဲ့အညစ်အကြေးတစ်ခုပဲကိုယ်အရေးချင်းပေါ်မှာကိုယ်အထင်ရောက်တာညစ်ကြေးတစ်ခုပဲနောက်ပြီးတော့ဒေါသတဲ့မုန်းတီးတယ်ကြောက်ရွံ့တယ်ဒေါသဖြစ်လို့ရှိရင်ဟောတစ်စီကြောက်တယ်သရဲကြောက်တယ်ဒါလည်းဒေါသပဲနော်မုန်းတယ်စိတ်ဆိုးတယ်ဒါလည်းဒေါသအိတ်သာသူများကြီးပွားရင်မနာလိုဘူးမစ္စရိယကိုကြီးပွားတာလို့သူများမကြီးပွားစေချင်ဘူးကုက္ကုစမမရင်လုံးမိတာတွေအတွက်နောင်တရပြီးစိတ်ပူပန်တော့ကရောက်နေတယ်ဒါတွေကအကုသိုလ်တွေကြီးပဲထိနမိတ်္တကောင်းတဲ့ဘက်မှာစိတ်မပါဘူးတရားနာရရင်ပြည့်နေပွဲကြည့်ရရင်ပြောတယ်စိတ်အားတွေတက်ကြွတယ်နော်ပွဲဆိုလို့ရှိရင်အိုးတရက်နှစ်ရက်ကြိုပြီးတော့သွားဖြာခဲထား
ကိုနေရလာတိုးလို့ကတော့ရံဖြစ်အောင်ပဲပြီးတော့နော် မှန်ပါပါ အဲ့တော့ဌိနမိတ်တာဆိုတာကောင်းတဲ့ဘက်ကိုစိတ်အားလေးပြောချပြီးနောက်ဆုံးအိတ်ချင်လာဌိနမိတ်တာဒါလည်းအကုသိုလ်ပဲတဲ့ မှန်ပါပါ ဟောနောက်ကြတော့ဝိသိကိစ္စတရားဓမ္မနဲ့ပတ်သက်ပြီးတော့ဒီတရားကျင့်လို့နိဗ္ဗာန်ရတယ်ဆိုတာဟုတ်မထင်ပါဘူးလို့ဘာလို့ဖြစ်လာတယ်ပေါ့ မှန်ပါပါ နောက်ဘဝဖြစ်တယ်ဆိုတာရောဟုတ်ပါမလားလို့အတွေးတွေရောက်လာဟောဝိသိကိစ္စဒါတွေဟာလည်းပဲအကုန်လုံးစိတ်ရဲ့အညစ်အကြေးတွေလို့ခေါ်တယ် မှန်ပါပါ အဲ့ဒီစိတ်အညစ်အကြေးတွေရှိနေသေးသမျှဘုန်းကြီးတို့တွေရဲ့စိတ်ဟာခုနကဝိမု ക്തി ဆိုတာကိုဘယ်လိုမှမရနိုင် မှန်ပါပါ ဝိမု ക്തി နဲ့အလန်းဝေးနေမှာပဲ မှန်ပါပါ ခုနရွှေထဲမှာဘော်ရုကျွတ်တူရောနေတဲ့ရွှေဟာမတန့်စင်သေးတဲ့ရွှေဟာလောက်လက်စားလုံးလို့မရတယ်လို့ပဲဘုန်းကြီးတို့တွေရဲ့တဏ္ဍာမရှိတဲ့စိတ်ထဲမှာဟောဒီအညစ်အကြေးတွေကိုထုတ်မပြစ်နိုင်ဘူးဆိုလို့ရှိရင်ခုနခဝေတီတို့ရသွားတဲ့ဝိမု ക്തി ဒုက္ခမရနိုင် မှန်ပါပါ အဲ့တော့ဝိမု ക്തി ဒုက္ခရချင်လို့ရှိရင်ဒါတွေကိုထုတ်ပြရလိမ့်မယ်အဲ့ဒါကိုဘာနဲ့ထုတ်ရမလဲလို့ဆိုကြည့်ကိုယ်ခန္ဓာကိုယ်ထဲမှာရှိတယ်ရုပ်နဲ့နာမ်လူဆိုတာစဉ်းစားကြည့်လေကိုယ့်ကိုယ်ပဲကြည့်လိုက်ပါအဲ့ရတဲ့အိတ်နေတဲ့ချိန်မှာနည်းနည်းစဉ်းစားကြည့်လိုက်ခြေထောက်တွေလက်တွေခန္ဓာကိုယ်ကြီးတစ်ခုရှိတယ်ပေါ့နော်အဲ့ရတဲ့လှဲအိတ်နေလို့ရှိရင်အောက်ကအိတ်ရကြီးကလည်းငါ့ပေါ်မှာလူတစ်ယောက်နဲ့အိတ်နေတယ်လို့သိပါမလားသိပါဘူးဗျာဒါပေမဲ့အိတ်ရပေါ်တက်လိုက်တဲ့အခါကျွတ်နဲ့ဘာလို့မြည်တာလဲသိလို့မြည်တာလားမသိဘဲနဲ့မြည်တာလားလူရဲ့ဝိတ်ကြောင့်မြည်သွားတာမလားသိလို့မြည်တာမဟုတ်ပါဘူးဟုတ်ကဲ့လား မှန်ပါပါ အဲ့တော့အဲ့ဒီအိယာကလည်းငါ့ပေါ်မှာလူတယောက်တည်းအိတ်နေတယ်လို့မသိသလိုဘုန်းကြီးတို့တဏ္ဍာမှာရှိတဲ့ရုပ်ခန္ဓာကိုယ်ကြီးကလည်းငါအိယာပေါ်မှာလည်းအိတ်နေတယ်လို့မသိဘူးခေါင်းကလည်းခေါင်းနဲ့ထိနေတယ်လို့မသိဘူးသိတာလေးကစိတ်ကသိနေတာ မှန်ပါပါဗျာ နံတရားကသိနေတယ်အဲ့တော့ဘုန်းကြီးတို့ရဲ့တဏ္ဍာမှာရုပ်နဲ့နံဒီနှမျိုးပဲရှိတယ် မှန်ပါပါဗျာ မသိတာကရုပ်သိတာကနံဒီနှစ်ခုပဲရှိတယ်အဲ့ဒီနှစ်ခုပေါင်းစပ်ပြီးတော့နေတဲ့သဘောလေးကိုသိလာပြီဆိုလို့ရှိရင်ဒါယုံနဲ့နံနဲ့သိတယ်လို့ခေါ်တယ်ခါတိုင်းမှာသူလို့ပဲသိတယ်ငါလို့ပဲသိတယ်ယောက်ျားလို့သိတယ်မိန်းမလို့သိတယ်ဆိုအဲ့ဒီအသိကိုဖြတ်ကျော်ပြီးတော့ကျော်လွန်ပြီးတဲ့ခါမှာဩယုံနဲ့နံဒီနှမျိုးပဲရှိတာမလားလို့ဒီသိလာခြင်းဟာခုနကပြောတဲ့ဒီမသိခြင်းဆိုတဲ့မောဟကိုစတင်ဖယ်ရှားတာပဲပေါ့ မှန်ပါပါ မသိခြင်းဆိုတဲ့မောဟဟာသိလာတာနဲ့တပြိုင်တည်းပျောက်မသွားဘူးလားအမောင်ဆိုတာအလင်းရောက်တာနဲ့ပျောက်တာပဲလေ မှန်ပါဗျာ အကြာကြီးလောက်ရတာမဟုတ်ဘူးမသိဘူးဆိုတာသိတာလေးရောက်တာနဲ့ပျောက်သွားပြီပေါ့ မှန်ပါပါ အဲ့တော့အခုလိုယုံနဲ့နာနှစ်ခုသိလိုက်တာနဲ့တပြိုင်တည်းတည်ငါအားဖြင့်တော့မောဟဆိုတဲ့ impurity ဒီစိတ်ရဲ့အညစ်အကြေးတစ်ခုဟာနှိမ်ပြီးသားဖြစ်သွားတယ်ပေါ့ မှန်ပါပါ အဲ့ဒါလို့နှိမ်လိုက်တဲ့အခါသဘာဝတရားတွေကိုသိလာတဲ့အခါမှာမှားယွင်းတဲ့အယူဆဆိုတာလည်းမလာတော့မာမာနဆိုတာလည်းမလာတော့ဘူးသူသဘာဝတိုင်းသူဖြစ်နေတယ်တွေ့တာမှုဆိုတဲ့လောဘလည်းမလာဘူးတွေ့တာမှုမလာသည့်အတွက်ကြောင့်ဒီဟာအတွက်စိတ်ဆိုးတာဆိုတာလည်းမလာတော့ဘူးဟော မှန်ပါပါ ဟောတဖြည်းဖြည်းစိတ်ထဲမှာရှိတဲ့အညစ်အကြေးတွေဟာဒီနားလေလိုက်တာနဲ့တပြိုင်နက်ဒီစိတ်ရဲ့အညစ်အကြေးတွေဟာလျော့နေသွားတာအဲ့ဒီနားလေတာကိုဘာခေါ်လဲလို့ဆိုရင်တမ္မာဒိဋ္ဌိလို့ခေါ်တယ်မမှန်ကန်ကန်မြင်လိုက်တယ်မမှန်ကန်ကန်သိလိုက်တယ်အမှန်သိလိုက်တာနဲ့တပြိုင်နက်ခုနကမှားယွင်းနေတဲ့အချက်တွေစိတ်ရဲ့အညစ်အကြေးတွေဟာလျော့နေကြတယ်အဲ့ဒီလိုအမှန်မြင်မှုအတွက်ဘာလို့ရအမှန်စဉ်းစားတတ်ဖို့လိုတယ်ပေါ့ မှန်ပါပါ အမှန်မြင်အမှန်စဉ်းစားပြီးတော့ဘာလို့ရမလဲလို့ဆိုရင်ကိုချင်းတရားကောင်းအောင်ကြိုးစား မှန်ပါပါဗျာ မဂ္ဂင်၈ပါးမှာလုပ်ငန်းစဉ်နဲ့ဖော်ပြထားတာနံပါတ်1အမှန်မြင်အောင်လုပ်အမှန်မြင်မှုအတွက်အမှန်ကြံတွေးတောမှုကအရေးကြီးတယ်ပေါ့ မှန်ပါပါ ဘုန်းကြီးတို့တွေကမတွေးဘူးတွေးတာဘာတွေးတော့လက်ဖြင့်ကဘာဟင်းချက်ရမလဲနော်ဘယ်စိတ်သွားပြီးဘာဝယ်ရမလဲနော်ဒီဟာပဲတွေးတာပေါ့အလုပ်ငန်းကိစ္စတွေတွေးမယ်တခြားတွေတွေးမယ်ပေါ့သို့တော့ငါတဏ္ဍာမှာလောဘတွေရှိနေပါလားဒေါသတွေရှိနေပါလားမောဟတွေရှိနေပါလားလို့ဆိုတာတွေးမိရဲ့လားမတွေးမိတာအများဟုတ်ကဲ့
အဲ့ဒါလို့တွေးခိုင်းတာဟာဒါ meditation လုပ်တယ်ခေါ်တာပေါ့တရားထုတ်တယ်ဆိုတာဒါပြောတာပဲတွေးလိုက်တာနဲ့တပြိုင်တည်းသူကအမှန်မြင်လာအဲ့ဒါပြောတာစာလို့ပြောရင်တမ္မာဒိဋ္ဌိနဲ့တမ္မာသင်္ကပ္ပပေါ့ မှန်ပါပါ အဲ့ဒါလို့မှန်မှန်ကန်ကန်တွေးတတ်လာပြီဆိုလို့ရှိရင်မှန်မှန်ကန်ကန်မြင်လာပြီဆိုရင်ဘာလို့ရမလဲလို့ဆိုရင်တမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝစကားပြောတာတွေဆင်ញင်လာလိန်ပြောနေရင်အညစ်အကြေးတွေတက်လာမှာပေါ့ မှန်ပါဗျာ ဘုဒ္ဓတရားတွေရှောက်ပြောနေရင်ဒီစိတ်ရဲ့အညစ်အကြေးတွေကပိုတိုးလာမှာပေါ့ဒါကြောင့်မို့လို့အဲ့ဒါတွေမဖြစ်ရအောင်နှုတ်ကိုထိန်းလိုက်တယ်တမ္မာဝါစာကိုယ်မှုကိုထိန်းလိုက်တယ်တမ္မာကမ္မန္တအသက်မွေးဝမ်းကြောင်းကိုတန်ရှင်းအောင်လုပ်လိုက်တယ်တမ္မာအာဇီဝဟောကိုချင်းတရားဘက်ကကောင်းသွားကိုချင်းတရားကောင်းတယ်ဆိုတာခုနလောဘကိုနှိမ်လိုက်တာဒေါသကိုနှိမ်လိုက်တာမောဟကိုနှိမ်လိုက်တာဟာ မှန်ပါပါ အဲ့ဒါလို့နှိမ်လိုက်ပြီးတဲ့အခါဘာနဲ့နှိမ်ရမလဲလို့ဆိုလို့ရှိရင်တမ္မာဝါယာမနဲ့နှိမ်ရမယ်ပေါ့ မှန်ပါပါ တမ္မာဝါယာမဆိုတာဘာပြောတာလဲဆိုမဖြစ်သေးတဲ့အကုသိုလ်တွေမဖြစ်အောင်ကြိုးစားတာဖြစ်ပြီးသားအကုသိုလ်တွေဖယ်ရှားဖို့ကြိုးစားတာမဖြစ်သေးတဲ့ကုသိုလ်တွေဖြစ်လာအောင်ကြိုးစားတာဖြစ်ပြီးသားကုသိုလ်တွေတိုးပွားလာအောင်ကြိုးစားတာအဲ့ဒီကြိုးစားမှု၄ရပ်ကိုတမ္မာဝါယာမလို့ခေါ်တယ် မှန်ပါပါဗျာ အလုပ်ကြိုးစားတာကိုပြောတာမဟုတ်ဘူးနော် မှန်ပါဗျာ အမှန်တရားတွေးဖို့ရအတွက်အဲ့ဒီ၄ချက်နဲ့ကြိုးစားတာဆိုပါလို့ဒေါသခဏခဏထွက်တက်လို့ရှင်ဒေါသမထွက်အောင်ကြိုးစားဒါတကူ မှန်ပါပါဗျာ မတော်တဆဒေါသဖြစ်သွားလို့ရှင်လည်းဖယ်ရှားဖို့ကြိုးစား မှန်ပါပါ မေတ္တာမပွားဘူးဆိုရင်ပွားနိုင်အောင်ကြိုးစားပွားဘူးတယ်ဆိုရင်တိုးပွားလာအောင်ကြိုးစားဟောဒါကိုဆွလို့တာအဲ့တော့တမ္မာဝါယာမဆိုတာကြိုးစားအထောက်မှုမှန်ကန်လာပြီဆိုတဲ့အခါမှာမလုပ်ဖို့လိုလဲဆိုလို့ရှိရင်အမြဲတမ်းကိုယ်တတိနဲ့စောင့်ကြည့်ဖို့လိုအပ်လာတယ် မှန်ပါပါဗျာ အဲ့ဒီလိုမလုပ်ဘဲနဲ့ကြိုးစားအထောက်မှုဟာဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူး မှန်ပါပါဗျာ အဲ့ဒါကြောင့်မို့လို့တမ္မာတတိနဲ့အဲ့ဒီလိုတတိထားပြီးတော့ကြိုးစားအထောက်နေတဲ့အချိန်အရေးကြီးဆုံးကစိတ်ကလေးငြိမ်ဖို့ကလည်းလိုအပ်တယ်ဟောစိတ်ငြိမ်အောင်ကြိုးစားတာတမ္မာသမာဓိစိတ်ငြိမ်ပြီဆိုလို့ရှိရင်မဖြစ်လာတော့ဆိုမှန်ကန်တဲ့အတွေးတွေနဲ့မှန်မှန်ကန်ကန်မြင်မှုဆိုတဲ့တမ္မာဒိဋ္ဌိဟာပို့ပြီးတော့အရှိန်တွေတက်လာအသိဉာဏ်တွေကပို့ပြီးတော့တက်ပြီးတော့ပို့ပြီးတော့ရှင်းရှင်းလင်းလင်းကြီးမြင်လာရှင်းရှင်းမြင်မြင်လင်းလင်းကြီးမြင်လာတဲ့အခါခုနကစိတ်ရဲ့အညစ်အကြေးတွေအားလုံးဖယ်ရှားပြတ်နိုင်တဲ့အနေအထားတစ်ခုရောက်သွားစိတ်ရဲ့အညစ်အကြေးတွေအားလုံးဖယ်ရှားလိုက်ပြီဆိုရင်စိတ်ကလေးဟာလွတ်သွားအညစ်အကြေးတွေကလွတ်မြောက်သွားတာကိုပြောတာနော် မှန်ပါပါဗျာ စဉ်းစားကြည့်ဘုန်းကြီးတို့ဝတ်ထားတဲ့အဝတ်တွေဟာကြီးဆွဲနေဆိုတာအဲ့ဒီကြီးဆွဲနေတာတွေဟာစပ်ပြကောင်းကောင်းနဲ့ရေကောင်းကောင်းနဲ့ကြိုးစားပြီးတော့လျှော်လိုက်မယ်ဆိုလို့ရှိရင်ကြီးတွေပြောင်းမသွားနိုင်ဘူးလားအဲ့ဒီသဘောပဲဘုန်းကြီးတို့ရဲ့စိတ်မှာအညစ်အကြေးတွေရှိနေတယ်အဲ့ဒီအညစ်အကြေးတွေကိုအခုလိုမှန်မှန်ကန်ကန်ဆင်ခြင်စဉ်းစားခြင်းကြိုးပမ်းအထောက်ခြင်းတတိထားခြင်းစိတ်တည်ငြိမ်အောင်ကြိုးစားခြင်းဖြင့်ဒါတွေကဆေးလျှော်ပြဖို့လိုအပ်တယ်တဲ့အဲ့ဒီလိုလှုပ်လိုက်လို့ရှိရင်စိတ်လေးဟာဖြူစင်ဝင်းလက်သွားပြီးတော့ကိုထားတဲ့နေရာရောက်သွားတယ်ဒါကိုပြောတာ freedom ဆိုတာလွတ်မြောက်သွားတယ်ပြောတာ မှန်ပါပါဗျာ အဲ့ဒီလိုလွတ်မြောက်သွားပြီဆိုတဲ့ကလောဘကြောင့်စိတ်ညစ်ရတာမရှိတော့ဘူးဒေါသကြောင့်စိတ်ညစ်ရတာမရှိဘူးခုဘုန်းကြီးတို့တွေဘာနဲ့စိတ်ညစ်နေကြတာလောဘကြောင့်လည်းစိတ်ညစ်ရတာပဲဟုတ်ကဲ့လား မှန်ပါပါဗျာ ဒေါသကြောင့်လည်းစိတ်ညစ်ရတာပဲတွေ့တာမှုတွေကြောင့်လည်းစိတ်ညစ်ရတာပဲစိတ်ညစ်เสียတွေအများကြီးဖြစ်လာတယ်ပေါ့ဟောစိတ်ကလေးမှာခုနကညစ်เสียညစ်စေတတ်တဲ့အရာတွေတခုမှမရှိဘူးဆိုစိတ်လေးဟာဝိမု ക്തി လို့ခေါ်တယ်လွတ်သွား မှန်ပါပါဗျာ အဲ့ဒါလို့လွတ်သွားလို့ရှိရင်ဒုက္ခဘယ်ချမ်းသာနဲ့မှမတူတဲ့ချမ်းသာဒုက္ခရရှိလာမယ် မှန်ပါပါဗျာ ကဝိတိဆိုတဲ့ခေါင်းဆောင်လုပ်တဲ့ဥပဒကကြီးဟာသင်္ကန်းဝတ်ပြီးတော့ကျင့်ကြံကြိုးကိုအားထုတ်လိုက်တာဟောဒီဝိပဿနာတရားအားထုတ်ရင်ကနေမဂ္ဂင်၈ပါးအကျင့်တရားကိုတိုးမြင့်ပြီးတော့ကျင့်ကြံကြိုးကိုအားထုတ်လိုက်တော့မလေးပါးဖို့လေးပါးရပြီးနောက်ဆုံးမှာအရတ္တဖို့ရောက်သွားတဲ့အခါသူ့ရဲ့တဏ္ဍာမှာရှိတဲ့စိတ်အညစ်အကြေးတွေအလုံးခင်းဆင်းသွားလို့သူကဝိမု ക്തി ဒုက္ခဆိုတာခံစားရအဲ့ဒီအချိန်မှာရှင်ပြိုင်မှုကဆုံးတတ်သွားမရှိတော့ မှန်ပါပါဗျာ
သူရတယ်လို့ကြံတဲ့လူတွေရချင်ရှင်ပိုင်တော့ကိုရတဲ့နေရာမလာခဲ့နဲ့ပြောတာဟုတ်ကဲ့လား မှန်ပါပါဗျာ ကိုရတာမျိုးသူများမရစေချင်ဘူးလေ မှန်ပါဗျာ ဟောဒီအဆင့်ရောက်သွားတဲ့အခါကျတော့ကြံတဲ့ပုဂ္ဂိုလ်တွေငါချမ်းသာခံစားရတယ်လို့ငါရတဲ့ဝိမု ക്തി ဒုက္ခကိုသူတို့လည်းရပါစေဒီစိတ်ကလေးဖြစ်လာဒါရှင်ပြိုင်မှုဆုံးသက်သွားတာပဲပေါ့ မှန်ပါပါဗျာ အဲ့လိုရှင်ပြိုင်မှုကအမတန်မော်မြတ်တဲ့ရှင်ပြိုင်မှုနဲ့ရှင်ပြိုင်လိုက်ကြတာကသဗ္ဗမြတ်စွာဘုရားလက်ထက်ကတကယ်ကိုဒီကနေ့တောကြီးဖြစ်နေတဲ့နေရာမှာအမတန်စီကားတဲ့မြို့ကြီးကဒီဥပဒကတကား900ရဲ့ရှင်ပြိုင်မှုဟာဖြင့်နောက်ဆုံးမှာယဟန္တာဆိုတဲ့ဘဝပန်းတိုင်ဝိမု ക്തി ဒုက္ခပန်းတိုင်ကြီးကိုလှမ်းကင်သည့်အထိအောင်သူတို့ဟာအောင်မြင်ပြီးတော့ရှင်ပြိုင်မှုအဆုံးသတ်သွားကြတယ်တဲ့အဲ့ဒီရှင်ပြိုင်မှုကသာလည်းအကောင်းဆုံးရှင်ပြိုင်မှုဖြစ်ပါတယ်ဒါကြောင့်မို့မြတ်စွာဘုရားသခင်ကိုမြတ်ကအဲ့ဒီတုတ်တန်ရဲ့အဆုံးမှာတတ္တမတိဟဘိက္ခဝေဧဝံသိက္ခိတမှာဒါကြောင့်မို့လို့จิตာယဟန်တို့ဒီလိုကျင့်ကြရမယ်ဥတ္တရိတရဥတ္တရုတ္တရိပဏိတပဏိတံဝါယမမာနာဥတ္တရုတ္တရိဆိုသူများတဲ့တာတဲ့တာအောင်ပဏိတပဏိတံဆိုကောင်းတဲ့ကောင်းအောင်ဝါယမမာနာကြိုးစားအားထုတ်ခြင်းဖြင့်အနုတ္တရဝိမု ക്തി ဒုက္ခအကောင်းဆုံးသောလွတ်မြောက်တဲ့ချမ်းသာမှုသစ္စိကရိတမတို့တွေကိုယ်ပိုင်ရယူအောင်မျက်မှောက်ပြုနိုင်အောင်ကြိုးစားကြမယ်လို့ဒီလိုသာရှင်ပြိုင်တဲ့နယ်လို့ရှင်ပြိုင်ကြရမယ်လို့မြတ်စွာဘုရားကဒီတုတ်တံမှာအကောင်းဆုံးရှင်ပြိုင်နည်းကိုညွှန်ကြားဆုံးမပေးတာဖြစ်ပါတယ်။ဒါကြောင့်မို့ရှင်ပြိုင်မှုရဲ့ဏိခုံးဆိုတာယဟန္တာဖြစ်သွားလို့ရှိရင်တော့ဒါဏိခုံးဆွဲနိုင်ပါပြီ။ မှန်ပါဗျာ ဒီနောက်မှာတော့ရှင်ပြိုင်ကြရမရှိတော့ပါဘူးတဲ့ဟုတ်ကဲ့လား မှန်ပါဗျာ လူတွေရဲ့ရှင်ပြိုင်လိုတဲ့စိတ်ဟာအရတ္တဖို့မှာပဲအဆုံးသတ်သွားပါလေဒီရှင်ပြိုင်မှုကနေခုနဇယံဝေရံပတ္တဝတိဒုက္ခံသေတိပရာဇိတောရှုံးတဲ့လူကနိုင်တဲ့လူရံပွားပြီးတော့ရှုံးတဲ့လူကစိတ်ဆင်းရဲတာဆိုတာမျိုးလာသေးလားမလာဘူးနှစ်ဦးစလုံးဟာကျင့်နာပြီးတော့ရှင်ပြိုင်မှုတွေကိုဆုံးသတ်ပြီးတော့ငြိမ်းချမ်းမှုအရသာကိုရရှိသွားကြပါတယ်ဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဋ္ဌအပေါင်းတို့ကလည်းပဲရှင်ပြိုင်မှုရဲ့ဏိခုံးဖြစ်တဲ့အရတ္တဖို့ရောက်ရှိအောင်ဝိမု ക്തി ဒုက္ခရရှိအောင်တို့တွေဟာတာတဲ့တူတဲ့တူတာတဲ့တာအောင်မွန်မြတ်တဲ့မွန်မြတ်အောင်ကျိုးပန်းအားထုတ်ခြင်းဖြင့်ဝိမု ക്തി ဒုက္ခကိုယူနိုင်ကြပါစေကုန်သတည်းကဲမေတ္တာပွားရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းဘုံငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းဘုံငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဓမ္မောတရံပိဝိတဝါနဝိသာတဗေတမုဟတံအစရာမရာတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောင်းကင်းပြောက်ကြည်တရားစေကိုပိဝိတဝါဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသာတဗေပူဇာညစ်နောက်ကိလေသာဆေယတောဟူသမျှတို့သည်သမုဝတ္တပိဉ္စပဲတွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်လွင်ပြောင်းပေမရောက်အောင်ပယ်ဖြောင်းအပ်ကုန်သည်ဟောတုစစ်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအစရမရာအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းထသောတိတိဘဝကိလေသာဟုဘုခသိကင်းခြင်းရာစေဖြစ်ပေထသော
နိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်ဤမျိုးတော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာဉ်သူတော်စင်များတို့သည်ရန်သူပါရမီအဆင့်ဆင့်မြင့်နေမြင်၍ပလင်ပုံသေးဆိုင်ရောက်တော်မူကြပါစေကုန်သတည်း